ဒီ2024 2025ပင်ရတင်နှစ်မှာဆိုလို့ရှိရင်ကျောင်းသားအားလုံးက36 38ဝန်းကျင်လောက်မှာရှိရနော်အခုကျွန်တော်ဒုတိယကျင်းအနေနဲ့ထိုင်းကိုပြရောက်လာတယ်ဆိုတာကလာမယ့်2026ပင်ရတင်နှစ်အတွက်ကြိုတင်ပြင်ဆင်ထားတာပေါ့နော်လူချင်းမင်းတို့ဒီမှာတွေ့တဲ့ဇာတ်ကိုရှင်းပြမယ်ဆိုလို့ရှိရင်2024နဲ့2025ပင်ရတင်နှစ်အတွက်မွေးစားမိဘ၄စုကျွန်တော်ရထားတယ်နော်လာမယ့်နှစ်တင်မှာလာမယ့်နှစ်တွေဆိုတာကလာမယ့်2026ခုနှစ်မှာဒီလိုမျိုးပဲဒီထက်ပို့ပြီးတော့စိတ်ပါဝေစားတဲ့မွေးစားမိဘတွေကျွန်တော်ရှာချင်တယ်ရှာနေပါတယ်ဒီကြားထဲမှာလူချင်းမျိုးတို့မွေးစားမိဘဖြစ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ကိုဆက်တွေ့လာပါကျွန်တော်အသေးစိတ်ထပ်ပြီးတော့ရှင်းပြပေးလို့ရတာပေါ့နော်2024 2025ပြင်ရတင်နှစ်ခါကျတော့မွေးစားမိဘ၄စုပဲရထားသေးတာပေါ့နော်2026အတွက်၄စုထက်ဖြစ်နိုင်10စုเนาะ20စုလောက်ကျွန်တော်လိုချင်တယ်ဒါမှကလေးတွေအတွက်လည်းတတ်နိုင်တဲ့ဘက်ကနေကျွန်တော်ကူညီပေးနိုင်တာပေါ့နော်ပြီးတော့ဒီအောက်ဘက်ကြည့်မယ်ဆိုလို့ရှိရင်တော့ဒါကတော့အလူရှင်ပေါ့နော်ကျွန်တော်အဖွဲ့အစည်းစချင်းအချိန်ကစပြီးတော့ခုတစ်ထိပေါ့နော်ကျွန်တော်ကူညီလာတဲ့အလူရှင်တွေရဲ့ဓာတ်ပုံတွေပါဒီထဲမှာအလူရှင်တွေအားလုံးတော့မပါဘူးเนาะနာမည်မဖော်ပြချင်တဲ့အလူရှင်တွေရှိတယ်เนาะဓာတ်ပုံမပို့လာတဲ့အလူရှင်တွေအများကြီးပါတယ်ဒီတိုင်းပဲပိုက်ဆံတွေပို့လာပြီးတော့ဖုန်းခေါ်လို့လည်းမရဘူးဘဲကနေပို့လာလဲဘာအတွက်ကြောင့်လဲပို့လာလဲမေးလို့မရတော့တဲ့အလူရှင်တွေလည်းရှိတယ်အဲ့ဒီအလူရှင်တွေကိုလည်းဒီကနေကျွန်တော်အထူးကျေးဇူးတင်ကြောင်းပြောချင်တယ်เนาะဒီဓာတ်ပုံထဲမှာတွေ့ရတဲ့လူရှင်တွေခါကြတော့ဒါသူတို့ဓာတ်ပုံတင်ခွင့်ပေးတယ်နာမည်တောင်းခွင့်ပေးတဲ့အလူရှင်တွေလောက်ပဲပေါ့နော်ပြောပြမယ်เนาะဒီထဲကအလူရှင်တွေเนาะဓာတ်ပုံမပါတဲ့အလူရှင်တွေပါတယ်နာမည်မဖော်ပြချင်တဲ့အလူရှင်တွေအများကြီးပါတာပေါ့နော်ဒါက2024 6လပိုင်းနေစပြီးတော့လက်ရှိအထိလာမယ့်နှစ်တွေ2026အတွက်အခုကတည်းကကြိုတင်ပြင်ဆင်ထားတယ်ဆိုတော့လာမယ့်နှစ်တွေအတွက်လည်းဒီထက်ပိုပြီးတော့အလူရှင်တွေများလာဖို့ကျွန်တော်ရည်ရထားတယ်အလူရှင်တွေလည်းကျွန်တော်ရှာနေပါတယ်ပြီးတော့ဒီဖက်ကိုကြည့်မယ်ဆိုလို့ရှိရင်ဒါ2026အတွက်ကျွန်တော်ကြိုတင်စီးရင်တွင်းထားတာစုစုပေါင်းကျောင်းသား44ဦးရှိပါတယ်ယောက်ျားလေးဆိုလို့ရှိရင်23ဦးเนาะမင်းကလေးဆိုရင်22ဦးပေါ့เนาะစုစုပေါင်း44ဦးเนาะဒီ44ဦးထက်ကကျောင်းသားတွေကကျောင်း3ကျောင်းကိုပဲတက်ကြပါတယ်ပထမကျောင်းကပါမှုကျောင်းမှာဆိုရင်ကလေးပဲနောက်လည်းမသိဘူး9ဦးလောက်ရှိမှထင်တယ်ပြီးတော့ဒုတိယကျောင်းကရထိုင်ဆိုဒီမြို့ထက်ကကျောင်းပေါ့နော်ကလေး3ဦးလောက်တက်နေတယ်လို့ကျွန်တော်ကြားရတယ်။ဂျာနဲ့ကလေး20ဘယ်လောက်လဲမသိဘူးเนาะဂျာနဲ့ကလေးတွေအားလုံးကဒီပါတောင်းကျောင်းမှာပေါ့ပါတောင်းအယောက်20ကျော်တယ်เนาะစုစုပေါင်း44ဦးเนาะ44ဦးထက်ကကလေးတွေကကျောင်း3ကျောင်းကိုပဲအသုံးပြုပြီးတော့ကျောင်းတွေပါတယ်ပညာတွေပါတယ်တင်ယူနေပါတယ်เนาะပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့အချက်လက်ထပ်ပြီးတော့ပြောပြလိုက်အောင်မယ်ကျောင်းသား44ဦးထက်ကအင်္ဂလိပ်လို့ဆိုရင် academic excellence ပေါ့နော်စာတော်တာပေါ့နော်စာတော်တဲ့အထဲမှာစုရတဲ့အထဲမှာပါတယ်ပြီးတော့အားကစားဖက်မှာလည်းလက်ဝဲထိုးတာလားအပြေးပြန်ပွဲလားပကြီးပြန်ပွဲလားစသည်ဖြစ်နော်စုရတဲ့ကျွန်တော်တို့ကလေးတွေလည်းပါတယ်နော်ဒါကျွန်တော်တို့အလူရှင်အနေနဲ့အမတားမကိုဝမ်းတာရတဲ့တင်းလို့ပြောရင်တော့ရတာပေါ့နော်အခုချိန်ထိဆက်လက်နားထောင်ပေးတဲ့အလူရှင်တွေအားလုံးကိုလည်းဒီကနေကျွန်တော်နှုတ်ညို့ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်အလူရှင်တွေရဲ့ပူပေါပေါင်မှုတာလုံးဝမရှိဘူးဆိုလို့ရှိရင်ဒီလိုမျိုးကျွန်တော်လောက်နိုင်မှာမဟုတ်ဘူးအလူရှင်တွေရဲ့ပံ့ပိုးမှုကြောင့်ဒီလိုမျိုးဖြစ်လာနိုင်တယ်ဆိုတော့ကိုအတိဆုံးဖြစ်ပါစေလို့ကျွန်တော်ဒီကနေပြောပြချင်ပါတယ်เนาะအားလုံးပဲကျေးဇူးတင်တယ်